ကျိုးဆွဲကြသေးမလားဒါမှမဟုတ်ငွေကြိုက်ခံပြီးသေးမလားလို့မေးလိုက်ပါတယ်သူခဏလောက်စဉ်းစားလိုက်တယ်ငွေကြိုက်ခံရတာကပုံမြန်ပြီးနာကျင်မှုလည်းတတ်တာနိုင်မယ်လို့သူတွေးမိသွားတယ်ဒါကြောင့်သူကငွေပဲရွေးပါတယ်အကြိုက်ခံမှမယ်လို့ပြောလိုက်တယ်အဆောင်တွေကသူ့မျက်လုံးကိုအဝတ်နဲ့စီးလိုက်တယ်ပြီးတော့တိုးတိုးလေးကပ်ပြောတယ်ဒါကကဘာပေါ်မှာအစိတ်အပြင်းဆုံးငွေတဲ့သူငွေကိုမမြင်ရပေမဲ့ငွေရက်တွားတာနဲ့ဟူးဟူးလို့မြည်တမ်းတွေကိုကြားနေရတယ်ရုပ်ပြပဲသူ့လက်မောင်းမှာချွန်တက်တဲ့အရာတစ်ခုနဲ့အဆူခံလိုက်ရတယ်ဆယ်စက္ကန့်လောက်အကြာမှာတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီးသူတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့အလဲပြောင်းကဒီမှာပါတကယ်တော့အဲ့ဒီမှာငွေမရှိပါဘူးအချွန်နှစ်ချောင်းပဲရှိတာပါဆရာဝန်တွေကသူ့အလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အံ့ဩစရာကောင်းတာကသူ့သွေးထဲမှာတကယ်မွေးစိတ်တွေကိုတွေ့ရှိခဲ့ပါတယ်သူမွေကြိုက်မခံရဘဲနဲ့ပေါ့ဒါဘယ်လိုဖြစ်နိုင်တာလဲဘာလို့လဲဆိုတော့သူ့ရဲ့ဦးနောက်ကအဲ့ဒါကိုအတီလို့ယုံကြည်သွားလို့ပါသူတည်တော့မယ်လို့သူစိတ်ကအတီအဝယုံကြည်သွားတဲ့အတွက်ခန္ဓာကိုယ်တစ်ခုလုံးမှာအစိတ်တက်တယ်လို့မျိုးတုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့တာပါသူဟာမွေကြိုက်လို့တည်တာမဟုတ်ပဲယုံကြည်မှုကြောင့်တည်သွားတာပါဘာကြောင့်လဲဆိုတော့တစ်ချိန်ကမင်းလဲသူမအပေါ်မှာယုံကြည်မှုတွေလွန်ကယ်သွားတဲ့အခါအခါတည်ခဲ့မှုတွေဆိုတာမင်းကိုမင်းပဲအသေးဆုံးဖြစ်မှာပါနော်ဘာတိုင်းဘာဟုတ်လေအဲ့ဒီအကြောင်းကြီးပါလာတဲ့အကြောင်းမရှိဘူးလေအရှိမာကဟုတ်ပြီလူတယောက်ကိုစိတ်ပညာနဲ့တတ်တာထားတော့လက်ခံလို့ရသေးတယ်ဘာကြောင့်သူမကိုယုံကြည်မှုတွေအဲ့ဒါတွေကဖဲ့ပြောစရာမလိုဘူးလေလူတယောက်ကိုစိတ်ပညာနဲ့တတ်တယ်ကွာဘယ်မွေကြိုက်တာမဟုတ်ဘဲနဲ့မွေကြိုက်တယ်ဆိုပြီးတော့လိန်ပြီးတော့သူ့ကိုယုံအောင်လို့မွေကြိုက်ပါတယ်ဆိုပြီးတော့တတ်ခဲ့တယ်လိန်တက်တယ်ကွာဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်တွေ့ခဲ့တယ်ဘာကြောင့်လဲလူစိတ်ကငါ့ကိုမွေကြိုက်တယ်ဆိုပြီးတော့ဆွဲသွားတယ်ဖြစ်ကြောင်မလို့ခန္ဓာကိုယ်ထဲမှာအစိတ်တွေ့တယ်ဟုတ်ပြီဒါတော့လက်ခံလို့ရတယ်အလိုဖြစ်လို့သူမကယုံကြည်မှုကိုဘာတွေထည့်ပြောတာလို့လို့လားအဲ့ဒါတွေကဟာငါငုံပါနော်ချစ်ရေငါငိုတာမြင်ချင်လားငါငိုမနော်ချစ်ရေငါငိုတာမြင်ချင်လားအတချင်းတွေတော့ပြီးတော့ဆိုလို့မရဘူးနော်အစိမ်းခံရမှာဆိုလို့အဲ့လောက်ကြီးကြတော့မပြောတော့